ဒီနေ့ဝေငှမဲ့ဝေငှချင်းရဲ့ခေါင်းစဉ်ကဘဝကိုပဲ့ကင်ခြင်းဖြစ်ပါတယ်လို့ကျွန်တော်ရဲ့ဘဝကိုဘယ်လိုဆက်ပြီးခရီးသွားမလဲပေါ့ကျွန်တော်ငယ်စဉ်ကတည်းကနေဒီနေ့ထိအသက်ရှင်လာခဲ့ပြီးတဲ့အချိန်မှာကျွန်တော်ဘဝမှာကျွန်တော်မဖြစ်ချင်တာတွေဖြစ်တယ်ကျွန်တော်ဘဝမှာကျွန်တော်မမျှော်လင့်တာတွေဖြစ်လာတယ်ကျွန်တော်ဘဝမှာကျွန်တော်ပန်းတိုင်တွေရှိသေးတယ်ကျွန်တော်သွားချင်တဲ့အရက်ကျွန်တော်ရောက်ချင်တဲ့နေရာတွေရှိသေးတယ်အဲ့ဒါကိုကျွန်တော်အကောင်းဆုံးရောက်နိုင်ဖို့ကျွန်တော်ဘဝကိုကျွန်တော်အကောင်းဆုံးဖြစ်လာဖို့ရအတွက်ကျွန်တော်ဘလို့အသက်ရှင်မလဲအဲ့ဒါအရေးကြီးပါတယ်တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်အချိန်ကုန်သွားတာပေါ့နော်2025ခုနှစ်ထဲမှာတည်ဆုံးသွားတဲ့သူတွေရှိတယ်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့တွေ2026ခုနှစ်ကိုဝင်ရတဲ့အခွင့်ကိုဘုရားသခင်ပေးတယ်အဲ့တော့ပေးတဲ့အခါမှာကျွန်တော်တို့ဘဝကိုကျွန်တော်တို့2026ထဲမှာဘယ်လိုဆက်ပြီးတော့ရှင်သန်မလဲကျွန်တော်တို့ဘဝကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ကြမှာလဲအဲ့ဒါလေးကိုကျွန်တော်တို့ကစဉ်းစားဖို့ဖြစ်ပါတယ်စဉ်းစားဖို့ရမှာကျွန်တော်အချက်နှစ်ချက်ရှိပါတယ်တစ်ချက်ကပါလဲဆိုတော့အမှန်တကယ်ကျွန်တော်ရဲ့ဘဝကိုအကောင်းဆုံးဖြစ်စေဖို့ရန်အတွက်အရေးကြီးတဲ့ပုံကိုကတော့ဘုရားသခင်ပါပဲဒါကြောင့်ကျွန်တော်တို့အခု2026ခုနှစ်ကိုပြင်ဆင်တဲ့အခါမှာဘုရားသခင်ရဲ့အချိန်ပေးခြင်းကမင်္ဂလာရှိတယ်လို့ပြောချင်တယ်မဟုတ်ရင်တော့ကျွန်တော်တို့ကကျွန်တော်ရဲ့ဘဝကိုဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်နိုင်မှာမဟုတ်ဘူးအဲ့တော့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်ဖို့ရန်အတွက်ကျွန်တော်ရဲ့အသက်တာမှာဘာအရေးကြီးလဲဆိုတော့စိတ်နှလုံးကအရေးကြီးတယ်အဲ့တော့ပထမဦးဆုံးပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ရဲ့စိတ်နှလုံးကျွန်တော်ရဲ့စိတ်နှလုံးကကျွန်တော်ရဲ့ဘဝကိုပဲ့ကင်မဲ့အရာဖြစ်တယ်ဆိုတာသိဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကကျွန်တော်ရဲ့စိတ်နှလုံးကိုစစ်ဆေးတဲ့ဘုရားဖြစ်တယ်လို့ကျွန်တော်အားလုံးသိပြီးသားပဲ။နှလုံးနဲ့ကြောက်ကပ်ကိုစစ်တော်မူသောဘုရားဖြစ်တယ်လို့တမန်ကျမ်းစာအဖြစ်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကဘာပဲလုပ်လို့ကျွန်တော်ရဲ့ဘဝမှာစိတ်နေသဘောထားကျွန်တော်ရဲ့စိတ်ထားတွေအင်မတန်အရေးကြီးတယ်ကျွန်တော်စိတ်ထားပေါ်မူတည်ပြီးကျွန်တော်ရဲ့ရလက်တွေကျွန်တော်ရဲ့ဘဝတွေကလည်းပြောင်းလဲသွားတာဖြစ်တယ်အဲဒါကြောင့်မလို့တယောက်နဲ့တယောက်ကပခုံးနှစ်ဖက်ကြားကခေါင်းတစ်လုံးရှိတဲ့လူသားချင်းတူပေမဲ့ဘဝတွေကမတူကြဘူးတချို့သူတွေရဲ့ဘဝတွေကအင်မတန်ခက်ခဲတယ်ကြမ်းတမ်းတယ်ပြီးတော့ဒုက္ခများတယ်တချို့လူတွေရဲ့ဘဝတွေကကြတော့အခက်ခဲတွေကြားထဲမှာထွက်ပေါက်တွေတွေ့ပြီးတော့မှအဆင်ပြေသွားကြတယ်တချို့လူတွေရဲ့အခြေအနေတွေကမမျှော်မှန်းထားတဲ့နော်အံ့ဩပွေရာနမိတ်လက္ခဏာတွေတွေ့ကြုံရတာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကိုဘုရားသခင်ကစောင့်ကြည့်နေတာဘုရားသခင်ကြည့်နေတဲ့အခါမှာဘုရားသခင်ကကျွန်တော်ရဲ့အသွင်အပြင်ကိုကြည့်တာမဟုတ်ကျွန်တော်ရဲ့နှလုံးသားကိုကြည့်တာအဲ့တော့ကျွန်တော်ရဲ့နှလုံးသားကဘုရားသခင်ရှေ့မှာနှစ်သက်ဖွယ်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဘဝကလည်းအများကြီးပြောင်းလဲသွားနိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့နှလုံးသားကဘုရားနှစ်သက်ဖွယ်မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဘာပဲလုပ်ချင်ဘာပဲဖြစ်ချင်ဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဖြစ်ခြင်းနဲ့ကျွန်တော်ရဲ့ပြက်ချင်းအရာအားလုံးကိုဘုရားကပဲစီမံတာဘုရားမကြိုက်ဘူးဆိုရင်ကျွန်တော်တို့တက်တာမှာဘာမှခြေတလန်းတောင်လှမ်းလို့ရမှာမဟုတ်ဘုရားသခင်သဘောမတွေ့ဘူးဆိုရင်ကျွန်တော်တို့တက်တာမှာဘာမှဖြစ်လာမှာမဟုတ်အဲ့တော့ကြောက်ကက်နှလုံးကိုစစ်ဆေးတဲ့ဘုရားသခင်ရှေ့မှာကျွန်တော်ရဲ့အသက်တာမှာအကောင်းဆုံးအသက်ရှင်ဖို့လို့အဲ့တော့ဒီနေ့ကျွန်တော်တို့ပထမတစ်ပိုင်းအနေနဲ့ကျွန်တော်တို့စဉ်းစားဖို့ရန်ကကျွန်တော်ရဲ့စိတ်နှလုံးဟာဘုရားနှစ်သက်တဲ့စိတ်နှလုံးဖြစ်ရလားဆိုတာကိုအရင်ဦးဆုံးစစ်ဆေးဖို့လိုပါတယ်အဲ့တော့ဒံယေလအနာဂတ်ကျမ်းတွေကကျွန်တော်လူပုဂ္ဂိုလ်တယောက်အကြောင်းကိုအရင်ဦးဆုံးပြောချင်တယ်အဲ့ဒီစိတ်နှလုံးသဘောထားလေးကိုအရင်ကြည့်အောင်အဲ့ဒါဘာတူလဲဆိုတော့နေဗုခဒ်နေဇာမင်းကြီးရဲ့သားတော်ဘေလရှာဇာမင်းကြီးအကြောင်းဖြစ်ပါတယ်ဒံယေလအနာဂတ်ကျမ်းအခန်းကြီး9မှာဆိုတော့ဘေလရှာဇာမင်းကြီးကသူနန်းတက်တဲ့အခါမှာသူကဘာလုပ်လဲဆိုတော့မူကြီးမက်ရာတွေကိုခေါ်ပြီးတော့မှအကြီးကျယ်စားတောက်ပွဲကျင်းပတဲ့အခါမှာသူက
နေဘုခနေဇာမင်းကြီးလက်ထက်တုန်းကဒီဗိမာန်တော်ကနေပြီးတော့တိမ့်ယူလာခဲ့တဲ့ရွှေဖလားငွေဖလားတွေကိုယူပြီးစပြည့်ရည်တောက်ပြီးတော့မှပွဲအကြီးကျယ်လုပ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့တွေ့တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့မှာလက်ဖြားတစ်ခုကပေါ်လာပြီးတော့မှတဲ့နန်းရံမှာစာရေးသွားတယ်တဲ့အဲ့တော့အဲ့စာကမေနေတေကလဖေရက်ဆိုတဲ့စာပဲအဲ့ဒီစာကိုတွေ့တဲ့အခါမှာရှင်းပြောရရင်ကြောက်မက်ဖွယ်ကောင်းတဲ့အဖြစ်ပြက်ပေါ့ဗျာလက်တစ်ခုကပေါ်လာပြီးတော့နန်းရံမှာစာရေးသွားတယ်ဆိုတာကတကယ်ကိုကြောက်စရာလဲကောင်းတယ်ပေါ့အဲ့တော့ရှင်ဘရင်ကအပျော်ကျူးပြီးစားတောက်နေရကနေအဲ့ဒီအဖြစ်ပြက်ကိုမြင်တဲ့အခါမှာတော်တော်လေးထိတ်လန့်တုန်လှုပ်ပြီးတော့မှသူကပညာရှိတွေကိုမေးတယ်အဲ့ဒီထဲမှာမှဒန်ယေလဆိုတဲ့ပညာရှိအမတ်ရှိနေတာသူကဖះကိုတီးတဲ့သူဖြစ်တယ်နေဘုခနေဇာမင်းကြီးလက်ထက်မှာကလေးကပညာရှိဖြစ်ခဲ့တာဒန်ယေလအခန်းကြီး9အပိုင်ငယ်26ကနေဖတ်မယ်ဆိုရင်မေနေဤအနက်ကအနက်တိဘေကကိုရောဤနိုင်ငံကိုဖျားသခင်ရေတွက်၍စုံးစေတော်မူ၏တေကလဤအနက်တိဘေကကိုရောကိုချိန်ခွင်နှင့်ချိန်၍ရော့ချောင်းကိုတွေးမြင်တော်မူ၏ဆိုပြီးတော့မှအဲ့ဒီမေနေတေကလဖေရရဲ့အဓိပ္ပာယ်ကိုရှင်းပြတာပေါ့အဲ့တော့ရှင်းပြတဲ့ဒီစာရဲ့အနက်အဓိပ္ပာယ်ရဲ့အရှေ့ပိုင်းလေးမှာပေါ့သူကဖြစ်ပျက်တဲ့အဖြစ်ပျက်လေးကိုစချီထားတာတွေ့ရတယ်အဲ့တော့ဒန်ယေလကဘာပြောဆိုအရှင်မင်းကြီးတဲ့အရှင်မင်းကြီးရဲ့ခမည်းတော်နေဘုခနေဇာမင်းကြီးလက်ထက်တုန်းကနော်ငါဘုံငါအတရေလို့ပြောမိလို့နော်ဒီဘာဗလုန်မြို့ကြီးကိုကြည့်ပြီးမှငါဘုံငါအတရေလို့ပြောမိလို့အဲ့လိုမာနထောင်လွှားတဲ့စိတ်ရှိမိလို့ခုနှစ်လုံးနွားလိုပဲမျက်စားပြီးတော့မှနေခဲ့ရတဲ့အဖြစ်အပျက်ကိုမေ့သွားပြီလားတဲ့အရှင်မင်းကြီးဒီကိစ္စကိုသိရသားနဲ့ဘာဖြစ်လို့ဘုရားသခင်ရဲ့ရှေ့မှာအဲ့ဒါလိုမာနထောင်လွှားရတယ်လေလို့ဆုံးမတယ်အဲ့တော့မေနေတေကလဖေရက်အကြောင်းလေးကိုမပြောခင်မှာရှေ့မှာဒီသူ့ရဲ့ခမည်းတော်နေဘုခနေဇာမင်းကြီးရဲ့အဖြစ်ပျက်ကရှိထားတာကိုဒန်ယေလကပြန်တတိယစေတယ်ပြန်ပြောပြတယ်အဲ့တော့အမှန်တော့တဲ့အရှင်မင်းကြီးတဲ့ခမည်းတော်နေဘုခနေဇာမင်းကြီးကိုအတုယူပြီးတော့မှပုံသက်တည်ယူပြီးတော့မှအရှင်မင်းကြီးရဲ့စိတ်နှလုံးကိုပြင်ဆင်သင့်တာတဲ့အဲ့လိုမာနထောင်လွှားလို့နော်ဖယားသခင်ကိုဖယားရဲ့ဘုန်းတော်ကိုနော်မျက်ွယ်ပြုလို့နော်ဖယားရဲ့ချီးမြှောက်ခြင်းကိုခံရတာကိုငါဘုန်းငါအတည်လို့ပြောမိလို့ဒီလိုဖြစ်ခဲ့တာကိုအရှင်မင်းကြီးကသင်ခန်းစာမယူဘဲနဲ့အခုဘယင်ဖြစ်လာတဲ့အခါမှာနော်ဗိမာန်တော်ကရွှေဖလားငွေဖလားတွေယူပြီးမှနော်ပျော်ပါပြီးတော့မှဖယားသခင်ကိုမေ့လျော့တဲ့အရာကအခုဒီလိုကိစ္စဖြစ်တယ်ဆိုတော့မှပြောတယ်အဲ့တော့ဘေလရှာဇာမင်းကြီးကိုဘုရားသခင်ကညတွင်ချင်းမှာသူ့ကိုလောကကြီးတွေကနေထွက်ခွာသွားဖို့ရန်အသက်ဆုံးဖို့ရန်အတွက်စီရင်တော်မူတယ်အရှင်မင်းကြီးကိုချိန်ခွင်မှာချိန်တဲ့အခါရော့တယ်ဆိုပြီးတော့မှပြောတယ်ဒီနန်းတော်နဲ့ဒီဘရင်အယက်ရာတွေကိုအခြားသူတွေလက်ထဲကိုအပ်မယ်လို့ပြောတယ်အဲ့တော့ဘဝပြတ်သွားတာပေါ့ဗျာနေဘုခနေဇာမင်းကြီးပြီးတဲ့နောက်ဘေလရှာဇာမင်းကြီးလက်ထက်ကိုရောက်တဲ့အခါမှာဘာဗလုန် Emperor ပျက်စီးသွားတယ်လို့ကျွန်တော်တို့သမိုင်းအရတွေ့ရတယ်ပေါ့ဆိုတော့ဘဝပြတ်သွားတယ်ပေါ့နော်မင်းသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲဘာဗလုန်နန်းတော်နဲ့ဘာဗလုန်တိုင်းပြည်ကြီးကပျက်စီးသွားတယ်ပေါ့အဲ့ဒါတကယ်တမ်းကျတော့သူ့ရဲ့စိတ်နှလုံးကြောင့်ဖြစ်တယ်လို့ကျွန်တော်ကဒီလိုပဲကောက်ချက်ချမိတယ်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်အိမ်မက်တွေပြတ်သွားတယ်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်လက်နဲ့တိဆောက်ထားတဲ့စီးပွားတွေပျက်စီးသွားတယ်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်တယူတရနဲ့ပြုစုထားခဲ့တဲ့အိမ်တောင်တွေပျက်စီးသွားတယ်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်မျက်နှိုးရတဲ့ကျွန်တော်တန်ဖိုးထားရတဲ့အရာတွေပြတ်သွားတယ်စသဖြင့်ပေါ့ဗျာကျွန်တော်ရဲ့ဘဝမှာပျက်စီးသွားတယ်ဆိုတဲ့အရာတွေကဘုရားသခင်နှစ်သက်တဲ့အရာတော့မဟုတ်ဘူးဘုရားသခင်ကကျွန်တော်တို့ကို
ပျက်စီးသွားပါစေလို့ဘယ်တော့မှမရည်ရွယ်ခဲ့ဘူးဖြစ်ပါစေပြတ်ပါစေဒုက္ခရောက်ပါစေလို့ဘုရားသခင်ကကျွန်တော်တို့ကိုဒီလိုစံတာမရှိဘူးဘုရားသခင်ကကျွန်တော်တို့ကိုအသက်ရှည်ဖို့ကျန်းမာဖို့ကောင်းစားဖို့ပဲဘုရားသခင်ကအလိုတော်ရှိတာသို့တော်လည်းကျွန်တော်တို့ဘုရားသခင်ရှေ့မှာမာနထောင်လွှားတဲ့စိတ်နော်တနည်းအားဖြင့်ပြောရရင်ကိုယ်ခွန်အားအစွမ်းတတ္တိအပေါ်မှာရက်တည်ပြီးတော့ဖခင်ရဲ့ကျေးဇူးပြုမှုကိုမေ့လျော့တဲ့စိတ်ဖြစ်လာရင်တော့ဘုရားခင်ရှေ့မှာအဲ့ဒီနှလုံးသားဟာပေါ့တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဖခင်ရဲ့ကျေးဇူးတော်ကိုမေ့လျော့ပြီးမာနထောင်လွှားတဲ့စိတ်ကြောင့်ကျွန်တော်တို့ရဲ့တန်ဖိုးထားရတဲ့အရာတွေပျက်စီးနိုင်တယ်ကျွန်တော်တို့ရဲ့အိမ်မက်တွေပျက်စီးနိုင်တယ်လို့ဒီလိုနားလည်စေချင်တယ်အဲ့တော့ကျွန်တော်ရဲ့ဘဝကိုပဲ့ကင်တဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့ခရီးကိုရောက်ဖို့ရန်အတွက်ဆိုရင်အရင်ဦးဆုံးအိမ်မက်လှလှလေးတွေမှတ်ဖို့မဟုတ်ပါဘူးအရင်ဦးဆုံးကျွန်တော်ရဲ့နှလုံးသားလှဖို့လိုပါတယ်ဆိုလိုတာကဖခင်သခင်ရဲ့ကျေးဇူးကိုသိတဲ့နှလုံးသားဖခင်သခင်ရှေ့မှာမာနမထောင်လွှားတဲ့နှလုံးသားရှိဖို့အရေးကြီးပါတယ်ဘယ်ကိစ္စမဆိုဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့အဲ့လိုမျိုးဝန်ခံတတ်ဖို့အရေးကြီးပါတယ်ကျွန်တော်မှတ်မိတာလေးတစ်ခုပေါ့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်အဖေနဲ့ကျွန်တော်ထမင်းတူတူစားကြတာအဲ့လိုစားတော့ကျွန်တော်ကကျေးဇူးတော်ချီးမွမ်းဆုတောင်းတော့အဖေရှေ့မှာပေါ့လေအဖေကြိုက်မှန်းလည်းမသိမကြိုက်မှန်းလည်းမသိကိုကတော့ဆုတောင်းပြီးတော့မှဘုရားသခင်ကိုကျေးဇူးတင်ပြီးတော့စားတော့အဖေကကျွန်တော်ဆူတယ်ဗျအဲ့ဒါတဲ့ငါကြွေးလို့စားတာတဲ့မင်းကဘာဖြစ်လို့ဖះကိုကျေးဇူးတင်လဲဆိုတော့အတကုံကောတာကောတော့နောက်ဆိုသူ့ရှေ့မှာကျွန်တော်ဆုမတောင်းရတော့ဘောနော်ကိုကဘုရားခင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့ဆုတောင်းပြီးထမင်းစားပြီးမဲ့ဖះကိုမသိတဲ့ကျွန်တော်အဖေကတော့ तू ပေးလို့ရတာ तू ကျွေးလို့စားရတာဆိုတဲ့အမြင်ရှိတာ哦နော်အဲ့တော့အဲ့လိုမျိုးနှလုံးသားနဲ့နော်အသက်ရှင်တဲ့နော်ကျွန်တော်အဖေအတွက်ကတော့ဝမ်းနည်းစရာပေါ့နော်ကျွန်တော်တို့ကဖះကိုသိပြီးတော့မှအဲ့လိုဖះရှေ့မှာထောင်လွှားတဲ့စိတ်နှလုံးမာနကြီးတဲ့စိတ်နှလုံးရှိတယ်ဆိုရင်တော့ဝမ်းနည်းစရာကောင်းတာပေါ့ဘလောက်တော်ဘလောက်တက်ငါလုံနိုင်တယ်ငါတက်နိုင်တယ်ဆိုတဲ့စိတ်မျိုးတော့မထားစေချင်ဘူးကျွန်တော်တို့ကျမ်းမာနေလွန်းလို့လဲကျွန်တော်တို့ကအလုံးလုံးနိုင်တာမဟုတ်ဘူးအလုံးလုံးနိုင်နေလွန်းလို့လဲကျွန်တော်တို့ကငွေကြေးရှိနေတာမဟုတ်တကယ်တမ်းကျတော့ကိုယ့်ဟာနဲ့ကိုဂယုစဆိုင်နဲ့စူးစားပန်းစားနေထိုင်သွားနိုင်လို့ဒီနေ့ထိအသက်ရှင်နေတာမဟုတ်ဘူးအရာအလုံးဟာကျေးဇူးတော်ကြောင့်သာဖြစ်တယ်ဒါကိုကျွန်တော်တို့သိဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာလေဖရာသခင်ကိုကျေးဇူးတင်တဲ့စိတ်ရှိပြီးတော့မှအသက်ရှင်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်တို့မျော်လင့်ထားတာထက်ကျွန်တော်တို့ခံမှန်းတာထက်ပိုကောင်းတဲ့အရာကိုဖရာကပေးနိုင်တယ်ဆိုတာကိုကောင်းကောင်းသိထားဖို့လိုပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ဘေလီရှာဇာမင်းကြီးကဖရာရှိမှယော့တယ်နှလုံးသားကမာနရှိတယ်ဖရာမနှစ်သက်တဲ့နှလုံးသားဖြစ်တဲ့အခါမှာသူကတိုင်းပြည်မှာနောက်ဆုံးဘုရင်ဖြစ်ပြီးတော့သူ့ရဲ့တိုင်းနိုင်ငံကပျက်စီးသွားတယ်ဆိုတာကိုတွေ့ရတယ်ကျွန်တော်တို့ဘဝတွေလည်းအဲ့လိုမဖြစ်ဖို့ရန်ဖရာရှိမှကျွန်တော်တို့အလေးချိန်တာဖို့လိုတယ်ဖရာသခင်ချိန်ခွင်မှာကျွန်တော်တို့ကအလေးပြည့်နေဖို့လိုတယ်နှလုံးသားကဖရာကိုကျေးဇူးတင်မယ်မာနစိတ်ကိုဖယ်ရှားဖို့လိုတယ်အဲ့ဒါကအရေးကြီးတယ်เนาะခရိယန်မို့လို့ဖရာရှိမှမာနမကြီးဘူးမထင်နဲ့တော့တချို့တွေတိတ်မာနကြီးတယ်ကိုလုံနိုင်တယ်တက်နိုင်တယ်အစွမ်းရှိတယ်ပါရမီစုံတယ်ငွေကြေးရှိတယ်ဆိုတိတ်မာနကြီးတဲ့သူတွေရှိတယ်ဆိုတာကိုတွေ့ရတယ်ဒါပထမတစ်ခုနောက်တစ်ခုကကြတော့ဓမ္မရာဇဝင်ပထမဆောင်တဲ့ကရှောလူဘုရင်အကြောင်းကိုပြောချင်ပါတယ်ဓမ္မရာဇဝင်ပထမဆောင်မှာနော်ရှောလူဘုရင်ကကျွန်တော်တို့သိတဲ့အတိုင်းပဲသူကဣသရေလလူမျိုးတွေထဲမှာပထမဦးဆုံးဘုရင်ဖြစ်လာတာသူကအရက်မောင်းကလည်းသူများထက်တာတယ်ဗျာရုပ်ရည်ကလည်းရှိတယ်
ဖယားသခင်ကသူ့ကိုရှင်ဘရင်နေရာမှာချီးမြှောက်တယ်သူ့ကိုဖယားသခင်ကရှင်ဘရင်နေရာမှာချီးမြှောက်တုံးကဆိုရင်သူ့စိတ်နှလုံးကတိတ်ကောင်းတာပဲသူ့စိတ်နှလုံးကောင်းတယ်လို့ပြောတဲ့အခါမှာသူကသူ့ရဲ့မြဲပြောက်လို့လိုက်ရှာတဲ့အခါမှာလေသူ့ရဲ့နောက်လိုက်ကပြောတယ်ကျွန်တော်တို့နားမှာဒီဖယားရဲ့လူတယောက်ရှိတယ်သူ့ကိုသွားမေးရင်တော့ကျွန်တော်တို့ပျောက်တဲ့မြဲပြန်တွေ့လိမ့်မယ်သူကဖယားလူဆိုတော့လေအဲ့တော့ရှောလူကဘာပြောလဲဆိုတော့ငါတို့ဒီဖယားရဲ့လူကိုပေးเสียလက်ဆောင်တော့ယူသွားဖို့လိုတယ်လက်ဆောင်လည်းမရှိဘဲနဲ့တော့ဒီဖယားလူစီမှာငါတို့သွားမေးရင်တော့မကောင်းဘူးထင်တယ်လို့သူအဲ့လိုမျိုးပြောတယ်သဘောတော့ဗျာဖယားရဲ့လူကိုသူကလေးစားမှုရှိတယ်ဖယားကိုယိုသေးမှုရှိတယ်ဖယားလူစီမှာသွားပြီးသူ့မြဲပြောက်တာကိုသွားပြီးမေးတဲ့အခါမှာတောင်မှလက်ဆောင်ယူသွားလို့စိတ်ရှိတယ်အဲ့တော့ရှမွေလနဲ့တွေ့တဲ့အခါမှာရှမွေလကိုဖယားသခင်ကအဲ့တယောက်ပဲဘယင်အဖြစ်ဗိတ်သိက်ပေးလိုက်ဆိုတော့သူကရှောလူကဘယင်ဖြစ်သွားတယ်ဘယင်ဖြစ်တော့တိုက်ပွဲတွေကနိုင်ရောစစ်ပွဲတိုင်းမှာနိုင်တဲ့ခါကျတော့သူ့စိတ်ကပြောင်းလာတယ်လူကလေအိတ်ဖောင်းရင်စိတ်ပြောင်းတယ်ဆိုတာသိမှန်တာပဲเนาะဘာမှမရှိခင်တော့ကတော့ဘုရားသခင်ကိုအားကိုးလိုက်တာရှိလာတဲ့ခါကျတော့เนาะငါတက်နိုင်တယ်ငါလုံနိုင်တယ်ဆိုတဲ့စိတ်ကလေးဝင်လာတော့ဘုရားသခင်ကိုတော့မမေးတော့အဲ့တော့ရှောလူဘုရင်ကဘုရားကိုမမေးမမြန်းမဲနဲ့ဘုရားသခင်မခိုင်းမဲနဲ့သူ့သဘောနဲ့သူ့စံသားနဲ့သူကရစ်ပူဇော်တဲ့ကိစ္စတွေလှုပ်လာတာကိုတွေ့ရတယ်ဒါကကျွန်တော်ကအတူချုပ်လေးပြောပြတာရှောလူလှုပ်တဲ့ကိစ္စနှစ်ခုရှိတယ်သူကလူမျက်နာကိုကြည့်တယ်ဘယင်ဖြစ်လာတဲ့အခါကျတော့လူမျက်နာကိုကြည့်တက်သွားတယ်သူ့ကိုဘယင်နေရာမှာချီးမြှောက်တဲ့ဖယားမျက်နာကိုသူမကြည့်တော့လူတွေကဖယားကိုရစ်ပူဇော်ရအောင်လို့ပြောရင်သူကလိုက်လှုပ်တယ်ဟာဒီတရိษံတွေကတော့ကောင်းတယ်နော်ဖယားသခင်ကိုပူဇော်ဖို့သိမ်းယူရအောင်ဆိုတော့ဖယားကဖြက်စီးပါပြောတဲ့အရာကိုသူကယူလာတာကိုတွေ့ရတယ်အဲ့တော့ရှမွေလနဲ့တွေ့ပြီအဲ့မှာရှမွေလကတော်ယုံတန်ယုံကိစ္စတွေဝင်ပါတာမဟုတ်ဘူးဒိုင်ရီပြည်ယာကိစ္စစစ်ပွဲတွေတိုက်ပွဲတွေအကြောင်းကိုဘာမှမပြောဘူးဒါပေမဲ့ဖယားမှုရေးနဲ့ပတ်သက်တဲ့ကိစ္စမှာဆိုရင်တော့ရှမွေလကအရေးပါတဲ့ပုံကိုပဲလေဆိုတော့ရှမွေလကရောက်လာပြီးတော့မှငါကြားရတဲ့အတန်တွေကဘာတွေလဲလို့ရှောလူဘုရင်ကိုမေးတော့ရှောလူဘုရင်ကဒါတွေကဖယားသခင်ကိုပူဇော်ဖို့ယူလာတာအဲ့တော့ရှမွေလကပြောတယ်ငါကမင်းကိုအကုန်လုံးဖျက်ဆီးခိုင်းတာလေဘာဖြစ်လို့ယူလာတာလဲဘာဖြစ်လို့တော့ဖယားမတောင်းတဲ့ဟာတွေယူလာတယ်လေတိုးတီစီဥထက်တော့နာခံခြင်းကတာလွန်ကောင်းမွန်တယ်မဟုတ်လားလို့ဒီလိုမျိုးမေကွန်းပြန်ထုတ်တာကိုတွေ့ရတယ်ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး15အပိုင်းငယ်22မှာရှမွေလကလည်းထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌အားရတော်မူတဲ့ကဲ့သို့မိရှုရာရစ်အစရှိသောရစ်မျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမီလောအလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးတီစီဥထက်သာ၍ကောင်း၏ဆိုပြီးတော့မှဖော်ပြတာကိုတွေ့ရတယ်အဲ့တော့ရှောလူကစိတ်ပြောင်းသွားတယ်နော်သူကပထမတော့ဖယားကိုယိုသေးတယ်ဖယားလူကိုယိုသေးတယ်နောက်တော့ဘယင်ဖြစ်လာတဲ့အခါသူစစ်ပွဲတွေနိုင်လာတဲ့အခါသူလှုပ်သမျှအောင်မြင်လာတဲ့အခါမှာဖယားသခင်ကိုနာခံဖို့တောင်ပြက်ကွက်လာတယ်ဆိုတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီလိုဘဝမျိုးကိုရောက်လာတာဘာကြောင့်လဲကျွန်တော်တို့ဒီလိုအခြေအနေမျိုးကိုရောက်လာတာကဖယားသခင်ကြောင့်မဟုတ်လားဒါဆိုရင်ကျွန်တော်တို့ကဖယားသခင်ကိုအရင်တုန်းကနာခံခဲ့တယ်လို့အခုရောကျွန်တော်တို့နာမခံနိုင်တော့ဘူးလားအရင်တုန်းကစက်ကတ်တယ်လို့အခုရောကျွန်တော်တို့မစက်ကတ်နိုင်တော့ဘူးလားအဲ့လိုမျိုးစဉ်းစားစရာတွေဖြစ်လာတယ်တခါလေကျွန်တော်တို့ကလေစမ်းစာတွေအရင်သိရင်ပြောရခက်ရောတခါလေကျွန်တော်တို့ကအသက်တွေကြီးလာအတွေ့အကြုံတွေများလာတယ်ငါသိပါတယ်ဆိုတဲ့စိတ်ကများလာရောတခါတလေကျွန်တော်တို့ကနာခံခြင်းမှာကလေးသူငယ်တယောက်လိုတော့မဖြစ်တော့ဘူးကျွန်တော်တို့ရဲ့စိတ်နှလုံးကကျွန်တော်တို့တတ်တယ်သိတယ်နားလည်တယ်အတွေ့အကြုံရှိတယ်ဆိုတာတွေကြောင့်
ငါလုံးရင်ဖြစ်မယ်ဆိုတဲ့စိတ်တွေကြောင့်ဖယားသခင်ကိုတော်မှနာခံဖို့မေ့လျော့လာတယ်ဆိုရင်အဲ့မှာပြဿနာအကြီးကြီးဖြစ်ပြီးရှောလူကိုပေးထားတဲ့ရှင်ဘရင်ဘိသိက်ကိုနှုတ်ပြီးတော့မှဒါဝိဒ်ကိုပေးတယ်ဆိုတာကိုတမန်ကျမ်းစာအဖြစ်တွေ့ရတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုကြည့်တဲ့အခါမှာငါတို့တော့ရှောလူဘရင်လိုဖြစ်မှာမဟုတ်ပါဘူးငါတို့ကတော့ရှောလူဘရင်လိုအဖြစ်ဆိုးတွေနော်ဒီလိုမျိုးကိစ္စကြီးတွေဖြစ်မှာမဟုတ်ပါဘူးလို့တွေးချင်တွေးမှာပေါ့တခါလေကျွန်တော်တို့လက်ထဲမှာရပြီးသားဖမ်းမိပြီးသားအရာတွေလက်လွတ်သွားတာတွေရှိတတ်တယ်လေအခွင့်အရေးတွေကိုဖခင်ပေးပါတယ်ဒါပေမဲ့လက်လွတ်သွားတယ်ကောင်းကြီးတွေရောက်လာပါတယ်ဒါပေမဲ့လွတ်သွားတယ်မြင်သာမြင်ရမကျင်ရဆိုတဲ့စကားလိုပေါ့နော်ကျွန်တော်တို့မျက်စိရှေ့မှာမြင်လိုက်ရတဲ့အရာတွေကအခိုးငွေ့လိုပဲပျောက်သွားတယ်ဖမ်းဆုပ်မယ်လို့ကြံလိုက်တိုင်းကျွန်တော်လက်ကနေလွတ်သွားတယ်အဲ့ဒါဘာဖြစ်လို့ဖြစ်ရတာလဲလို့မေးရင်ဖယားခင်ရှေ့မှာကျွန်တော်ရဲ့နှလုံးသားကပြောင်းသွားလို့နော်နှလုံးသားမှန်တော့ကတော့ကျွန်တော်တို့အတွက်ကတော့အရာရာဟာ blessing ပဲနော်အရန်ကောင်းတယ်ဒါပေမဲ့စိတ်ပြောင်းသွားတာနဲ့အမျှဖယားပေါ်မှာနာခံတဲ့စိတ်ယော့သွားတာနဲ့အမျှကျွန်တော်တို့လက်ထဲမှာစုပ်ကင်ထားတဲ့အရာတွေကလည်းမမြဲတော့ဘူးဆိုတာတွေ့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်စာအုပ်လေးတော့ဖတ်တဲ့အခါမှာ permanent blessing လို့ဆိုတဲ့စကားလုံးလေးသူကသုံးတယ် permanent blessing ဆိုတာကတည်မြဲသောကောင်းကြီးပေါ့ဗျာကောင်းကြီးတော့ကောင်းကြီးပဲအခိုးငွေ့လိုလာတဲ့ကောင်းကြီးမျိုးမဖြစ်ဖို့တည်မြဲတဲ့ကောင်းကြီးဖြစ်ဖို့ကိုဖမ်းဆုပ်ထားတဲ့အရာကမပြောက်ပြတ်သွားဖို့ဆိုရင်တဲ့နာခံခြင်းလိုတယ်လို့သူအဲ့လိုပြောတယ်ဒါကြောင့်ဒီမှာရှိတဲ့ချစ်တော်ညီကိုမောင်နှမတို့2026မှာဘုရားသခင်ကတာ၍ကောင်းသောအရာတွေကိုပေးခြင်းတာအမှန်ပဲเนาะအသက်ရှင်ခွင့်ပေးတယ်ဆိုတော့ကျွန်တော်တို့ကိုပိုကောင်းတဲ့အရာပေးခြင်းလို့ပေါ့ဒီလိုပဲမျှော်လင့်တဲ့တာပေါ့ဒါပေမဲ့စိတ်မပြောင်းနဲ့เนาะဘုရားသခင်ပေါ်မှာနာခံမှုယော့မသွားနဲ့ဘုရားသခင်အပေါ်မှာထားတဲ့စိတ်ထားယော့မသွားနဲ့အဲ့လိုယော့သွားတာနဲ့အမျှကျွန်တော်တို့ကိုဖျားပေးထားတဲ့ကောင်းကြီးတွေဖျားခင်ကျွန်တော်တို့ပုံမှာကြံစည်ထားတဲ့အကောင်းဆုံးအရာတွေကမပြောင်းပြတ်ဘူးလို့မပြောနိုင်ဘူးเนาะတချို့ခရိယန်တွေယုံကြည်သူတွေဆိုရင်เนาะဝမ်းနည်းစရာကောင်းတယ်ဖျားသားမို့လို့ဖျားရဲ့ချီးမြှောက်ခြင်းဖျားပေးတဲ့ကောင်းကြီးနဲ့ထိုက်တန်တဲ့အမွေခံသားဖြစ်ရတဲ့အခွင့်ကိုဖျားပေးထားတယ်ဒါပေမဲ့လက်တွေ့ဘဝမှာဖျားပေါ်မှာနာခံမှုမရှိတဲ့အခါကျတော့ကျွန်တော်တို့ကလေအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ပဲเนาะရသမျှအရာအားလုံးဟာเนาะတခိုးတဝက်လက်ထဲရောက်သွားတယ်လို့မျိုးဖြစ်ကုန်တာပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာပထမစစ်ဆေးရမယ့်နှလုံးသားကမာနထောင်လွှားတဲ့စိတ်နှလုံးဖြစ်မဖြစ်ဒုတိယကနာခံတဲ့နှလုံးသားရှိမရှိစစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဟေဘရဲဩဝါဒစာအခန်းကြီး3မှာအပိုင်ငယ်73မှာဒုစရိုက်ဤလှည့်ပြားခြင်းအဖြစ်သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းကယနေ့ဟု၍ခေါ်ဝေါ်သောအချိန်နေ့ရက်အစဉ်အချင်းချင်းတယောက်ကိုတယောက်တိုက်တွန်းနှိုးဆော်ကြလော့ဆိုပြီးတော့မှဖော်ပြထားတာတွေ့ရပါတယ်ကျွန်တော်ကအဲ့ဒီအကြောင်းအရာလေးကိုပို့ပြီးနားလည်အောင်အရှေ့ပိုင်းမှာပြောထားတဲ့ကျမ်းပိုက်လေးကိုကြည့်မှသိလိမ့်မယ်ဤသေလလူမျိုးတွေကတဲ့ဖယားသခင်ရဲ့ရှေ့မှာအင်မတန်စိတ်နှလုံးမာယွင်းတဲ့သူတွေဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်ကစိတ်နှလုံးခိုင်မာတယ်ဖယားသခင်ရှေ့မှာစိတ်နှလုံးမာကြောတယ်ဆိုတာဘာကိုပြောတာလဲလို့ကျွန်တော်ကစစ်ဆေးကြည့်တာနည်းနည်းလိလာကြည့်တော့တိတ်ခက်ကြီးမဟုတ်သူတို့ကဘာတွေ့ရလဲဆိုတော့အငယ်9မှာထို့ကြောင့်တန်ရှင်သောဝိညာဉ်တော်မိန့်တော်မူသည်ကယနေ့တွင်သင်တို့သည်ဗျာဒိတ်တော်အတန်ကိုကြားလျက်ရှိသည်ဖြစ်၍ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်သင်တို့အပများသည်အနှစ်40ပတ်လုံးငါကိုအနီးနီးစုံစမ်း၍ငါ၏အမှုတို့ကိုမြင်ရသောတောတွင်ငါကိုစန့်ကျင်ဘက်ပြု၍စုံစမ်းရာကာလ၌ရှိတဲ့ကဲ့သို့
မရှိစေကြနှင့်စိတ်နှလုံးမှားယွင်းကြတယ်တဲ့ငါရဲ့အလိလာကိုလည်းနားမလည်ဘူးတဲ့ချမ်းသာတဲ့သို့မဝင်ရလို့ငါအမျက်ထွက်၍ကျိန်ဆိုတယ်လို့ပြောတယ်အဲ့မှလေကြည့်ရအောင်ဘုရားခင်ကချမ်းသာတဲ့ကိုဝင်ဖို့အစကတည်းကဂတိပေးပြီးသားညိုးနဲ့ပြားရည်စီးသောခါနန်ပြည်ကိုဝင်စားဖို့အာဗြဟံဣဇက်ယာကုပ်ကနေစပြီးတော့ဘုရားခင်ကခိုင်မာစွာဂတိပေးပြီးသားဒါပေမဲ့ရက်40လောက်နဲ့ဝင်လို့ရမယ်ခါနန်ပြည်ကိုနှစ်40ကြာသွားတယ်အေဂုတုပြည်ကနေထွက်လာပြီးရက်40လောက်နဲ့ခါနန်ပြည်ကိုရောက်တော့မှာနော်တရှို12ယောက်ကိုလည်းလွှတ်ပြီးတော့စူဇန်ခိုင်းပြီးပြီအရန်ကောင်းတယ်ဆိုတာလေသူတို့တွေးပြီးပြီဒါပေမဲ့ကျမ်းစာထဲမှာဘလို့မှတ်တမ်းတင်လဲဆိုတော့သူတို့တွေကတဲ့တောထဲမှာငါပြုတ်တဲ့အမှုတွေကိုမြင်နေရတာတောင်မှစိတ်ခိုင်မာတယ်သဘောတော့ဗျာမယုံဘူးဖယားသခင်ကမာနမုတ်ပဲကျွေးခဲ့တယ်ဗျာပင်လယ်နီကိုလည်းနှစ်ချမ်းခွဲခဲ့တယ်ဗျာနော်အမဲသားစားခြင်းအမဲသားရေတောက်ခြင်းရေစစ်သားတွေကိုလည်းအေဂုတုစစ်တပ်ကိုလည်းနော်လက်နဲ့တစ်ခုမှမပါဘဲနဲ့အနိုင်ပေးခဲ့တာပဲနော်ဣသရေလလူမျိုးတွေကအေဂုတုစစ်တပ်ကိုမြားတစ်ချောင်းတောင်ပြစ်เสียမလို့ဘုရားခင်ကဖျက်ဆီးပေးခဲ့တာပဲဒီလိုသက်သေတွေအံ့ပွေနမိတ်တွေဘုရားပို့ဆောင်တော်မူခြင်းတွေကိုတွေ့နေရတာတောင်မှတဲ့ယုံနဲ့စိတ်မရှိလို့ယုံနဲ့စိတ်နော်ယုံနဲ့စိတ်မရှိလို့နို့နဲ့ပြားရည်စီးတဲ့ခါနန်ပြည်ကိုဘုရားကပေးမဝင်ဘူးလို့ပြောတယ်ကျွန်တော်တို့အတွက်ဘုရားခင်ကအကောင်းစားတွေလုပ်ပေးထားတာကျွန်တော်တို့အတွက်ဘုရားခင်က share ပြင်ဆင်ထားတာအဲ့ဒါကိုကျွန်တော်တို့ကခံစားရမှာဒါပေမဲ့ဘာလို့လဲဆိုတော့ယုံနဲ့စိတ်လိုတယ်ကျွန်တော်တို့ကယုံနဲ့စိတ်မရှိဘူးဘုရားတတ်နိုင်တော်မူခြင်းဘုရားသခင်တကိုးကြီးခြင်းအရာကိုကျွန်တော်တို့ကမယုံဘူးဆိုရင်ဘုရားရဲ့ဂတိတော်တွေကိုကျွန်တော်တို့ကမယုံဘူးဆိုရင်သိကြတယ်ဘလောက်ပဲနို့နဲ့ပြားရည်ပဲစီစီရွှေပုံကြီးပဲဖြစ်နေပါစေကျွန်တော်တို့ကလုံးဝခံစားရမှာမဟုတ်အဲဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကလေဘုရားခင်တလောက်ကောင်းမြတ်တာဗျာဘုရားကကျွန်တော်တို့ကိုပို့ဆောင်ပေးနေတာဘုရားခင်ကကျွန်တော်တို့ပုံမှာတလောက်ကျေးဇူးပြုတာဒီလောက်ကျေးဇူးပြုတဲ့ဘုရားကိုယထားပြီးမှကျွန်တော်တို့ကဘာဖြစ်လို့များနော်အလွဲအချော်ဖြစ်နေရတယ်လေလို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့နှလုံးသားကဘုရားရှိမှလိုနေလို့ဖြစ်တယ်လို့နားလည်ရတယ်။တနည်းအားဖြင့်ပြောရရင်ဒီတစ်စစ်မှာတော့ယုံတဲ့စိတ်မရှိလို့ယုံတဲ့စိတ်မရှိလို့အဲ့တော့တမန်တော်ဝတ္ထုထဲမှာလည်းတသေဖန်ပြောတဲ့စကားလေးရှိရကြ။တမန်တော်ဝတ္ထုခန်းကြီး9တမန်တော်9အပိုင်းငယ်51မှာလေပင်ခိုင်မာ၍နှလုံးဖြင့်၎င်းနားဖြင့်၎င်းအယေပြားလီးခြင်းကိုမခံသောလူတို့သင်တို့သည်တန်ရှင်သောဝိညာဉ်တော်ကိုအစင်မပြတ်စန့်ကျင်ဘက်ပြုလေရှိကြ၏သင်တို့ဘိုးဘေးများ၏အလေးနှင့်သင်တို့အလေးတူဤဆိုပြီးမှဖော်ပြထားတာတွေ့တယ်။သူကမယုံနာတယ်မဟုတ်တော့ဘူးသူကဘာဖြစ်လဲနောက်တစ်ဆင့်တက်သွားတယ်အဲ့ဒါဘာလဲဆိုတော့စန့်ကျင်ဘက်ပြုတယ်။ဘုရားသခင်ကအဖြူဆိုရင်သူတို့အမဲလောက်တာဘုရားသခင်ကတောင်ဆိုရင်သူတို့ကမြောက်လောက်တာဘုရားခင်ကဒါဆိုရင်သူတို့ကဟိုဘက်ကဟာဘုရားခင်ပြောသမျှအရာအလုံးကိုစန့်ကျင်ဘက်ပြုရမှကျင့်တဲ့အမျိုးတွေအဲ့ဒါကြောင့်လေပင်ခိုင်မာ၍နှလုံးဖြင့်၎င်းနားဖြင့်၎င်းအယေပြားလီးခြင်းမခံဘူးဆိုပြီးမှဖော်ပြတာတွေ့ရအဲ့တော့ကေတင်ချင်းဆိုတာကြီးကကိုရှိရောက်နေတာဗျာနော်ဘုရားခင်ရဲ့သားတော်ယေရှုခရစ်တော်ကသူတို့ရှေ့ကိုပဲရောက်လာတာသူတို့စီကိုပဲရောက်လာတာဗျာဒါပေမဲ့သူတို့တွေကအမြဲတမ်းစန့်ကျင်ဘက်ပြုတယ်တဲ့ဟိုး prophet တွေကိုလည်းသူတို့ကတတ်မြဲထုံးစံရှိတယ်ကောင်းကင်တမန်အခင်းချင်းနဲ့ပြည့်ညက်တွေကိုခံရပေမဲ့လည်းသူတို့နားထောင်ခြင်းစိတ်မရှိဘူးနောက်ဆုံးသားတော်ယေရှုခရစ်တော်ကြွလာတာတောင်မှသူတို့တွေကစန့်ကျင်ဘက်ပြုတယ်ဆိုတာကိုတွေ့ရတော့ဘလောက်ပဲ
နော်ဖခင်ကအကောင်းဆုံးနေပေးခြင်းခံယူမဲ့သူကညှင်းဆန်နေမှာတော့လွဲပြီပေါ့ကျွန်တော်ဘာနဲ့တူလဲဆိုကလေးတွေကိုလေဆေးတိုက်တာနဲ့တူတယ်ကလေးတွေကနေမကောင်းဖြစ်တယ်မိဘတွေကဆေးတိုက်တယ်တိုက်တော့ကလေးကပါဇက်ကြီးပိတ်ထားပြီးတော့မတော့ဘူးခါလို့မကြိုက်ဘူးဒါပေမဲ့အဲ့ဆေးတောက်လိုက်တော့မှနော်ကျမ်းမာမှာဒီဆေးတောက်လိုက်တော့မှနော်သူ့အတွက်နော်ခွန်အားဖြစ်မှာဒါပေမဲ့သွားလုံးဝပဲညင်းဆန်တယ်ဆိုလို့ရှိရင်ဘာလုပ်လို့မရဆိုတော့ကျွန်တော်ရဲ့ဘဝမှာလေဖြစ်တဲ့ဖြစ်ထိုက်ရတဲ့နဲ့မဖြစ်လာတာရောက်တဲ့ရောက်ထိုက်ရတဲ့နဲ့မရောက်နေတာဖျားပေးထားတဲ့အရာတွေလွဲချော်နေတာဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာတွေရုပ်ရော့နေတာအဲ့ဒါကလေဖျားဘက်ကပြက်ကွက်နေတာမဟုတ်ဘူးဖျားသခင်ဘက်ကလိုနေတာမဟုတ်ဘူးကျွန်တော်ရဲ့နှလုံးသားပဲလိုနေတာကျွန်တော်ရဲ့နှလုံးသားကပဲနော်ဖျားသခင်လိုချင်တဲ့စံနှုန်းတစ်ခုကိုရောက်မလာတာအဲ့တော့ဘုရားသခင်ကကျွန်တော်တို့အချိန်စောင့်နေရတာပေါ့ဗျာဘယ်တော့ပြောင်းလဲမလဲဘယ်တော့စိတ်နှလုံးတွေနော်ပျော့ပြောင်းလာမလဲဘယ်တော့ဘုရားသခင်လိုချင်တဲ့နှလုံးသားအခြေအနေရောက်လာမလဲဆိုတော့စောင့်ရင်းနဲ့2020 21 22 23 24 25အခု26ကိုရောက်တော့ကျွန်တော်ရဲ့အသက်တွေကလည်းတဖြည်းဖြည်းကြီးလာတယ်ငယ်မသွားဘူးဘယ်ရွယ်ကြမှာဘယ်အချိန်ကြမှာဖယားသခင်လိုချင်တဲ့စိတ်နှလုံးအခြေအနေကိုရောက်ပြီးတော့ဖယားပေးခြင်းနဲ့ကြွယ်ဝတဲ့ကောင်းကြီးနဲ့အတူနေ့စဉ်ဘဝမှာဖယားဘုန်းတော်ထင်ရှားတဲ့သူဖြစ်မလဲဆိုတာကိုကိုစဉ်းစားကြည့်ပေါ့နော်ဒီခါလေးကျွန်တော်တို့ကလေတိတ်မဝေဘူးဖယားသခင်ရဲ့ကောင်းကြီးကကျွန်တော်တို့ကိုဖျားပေးတဲ့ကောင်းကြီးမင်္ဂလာနဲ့ကြိမ်ချင်းကကျွန်တော်မျက်မှောက်ရှိမှာပဲဖျားထားတာတဲ့မင်းတို့ရှိမှာပဲတဲ့ငါထားတယ်နော်ငါမင်းတို့နဲ့အဝေးမှာရှိတာလည်းမဟုတ်ဘူးတဲ့မင်းတို့နှလုံးသားနဲ့ငါအရင်နီးတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ကနံပါတ်1မာနကြီးတယ်ဖျားနဲ့ပြိုင်ပြီးတော့မာနမကြီးနဲ့နော်ကိုယ်ပဲဒုက္ခရောက်နံပါတ်2ကျွန်တော်တို့ကဖျားကိုနားမထောင်ခြင်းဘူးဖះကစိုးဖို့ပြောနေတာမဟုတ်ကောင်းဖို့ပြောနေတာဒါပေမဲ့ကျွန်တော်ဖះစကားကိုနားမထောင်လူတွေရဲ့စကားပဲနားထောင်ခြင်းနံပါတ်3ကျွန်တော်တို့ကဖះပြောရင်မယုံဘူးဘလို့ပြောကျမ်းစာထဲမှာဖះသခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးတွေပြောထားပေမဲ့ကျွန်တော်ယုံတဲ့စိတ်မရှိဘူးမရှိတဲ့အပြင်နံပါတ်4စန့်ကျင်တဲ့သဘောရှိနေတယ်ဆိုရင်တော့သေချာပြီးဖះသခင်ကကျွန်တော်တို့ကိုနှိကုံချုပ်သွားစေမှာဖြစ်တယ်နေဗုခဒ်နေဇာမင်းကြီးလိုလည်းဖြစ်သွားနိုင်တယ်ဗေလရှာဇာမင်းကြီးလိုလည်းဖြစ်သွားနိုင်တယ်ရှောလုဘုရင်လိုလည်းဖြစ်သွားနိုင်တယ်နောက်ဆုံးဣသရေလလူမျိုးတွေဧဝံဂေလိသတင်းစကားကိုဥဖြားကြားရပေမဲ့နောက်ဆုံးသူတို့ရဲ့ညှင်းပယ်မှုကြောင့်ဧဝံဂေလိသတင်းစကားဟာတပါးမျိုးသားတွေစီကိုရောက်သွားတယ်ပြောချင်တာကကျွန်တော်တို့ညှင်းဆန်တယ်ကျွန်တော်နှလုံးသားကဖျားပေါ်မှာနော်နုညံ့ပျော်ပြောင်းမှုမရှိဘူးဖះနဲ့ပတ်သက်လာရင်ကျွန်တော်တို့နှလုံးသားတွေကခိုင်မာနေတယ်ဆိုရင်တော့ဖះစီကလာမဲ့အရာတွေကကျွန်တော်တို့စီကနေလွဲသွားမှာအသေးချာပဲလို့ကျွန်တော်ကအဲ့ဒါလေးကိုပြောချင်တယ်ဒါကြောင့်မလို့ဖះသခင်ကနှလုံးသားကိုချိန်တွယ်တယ်နှလုံးကြောက်ကပ်ကိုစစ်တော်မူသောဖះဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နှလုံးသားကိုမပြေနိုင်ဘူးဆိုရင်ကျွန်တော်တို့နှလုံးသားကိုဖះနှစ်သက်ဖွယ်ဖြစ်အောင်မလုံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝကိုဘယ်လိုပဲ့ကင်ကြမလဲကျွန်တော်တို့ရဲ့အနာဂတ်တွေကိုဘယ်လိုပြည့်စုံလာအောင်အိမ်မက်တွေပြည့်စုံလာအောင်ဘယ်လိုလုပ်မလဲပြောပြတတ်နော်တန်လျက်ကိုရေးထင်ရွှေသမင်အလိုက်မားဆိုတဲ့စကားလိုပေါ့ဗျာဖះမပါဘဲနဲ့တော့ဖះနဲ့အစင်မပြေဘဲနဲ့တော့ကျွန်တော်ရဲ့ဘဝမှာလေရေကိုတန်လျက်ကိုရေထင်မိပြီးတော့အလိုက်မားမှာတေးချတယ်အဲ့တော့ကျွန်တော်ရဲ့ဘဝကိုအကောင်းဆုံးပဲ့ကင်ခြင်းနဲ့ကျွန်တော်ရဲ့ဘဝကို share ဖြစ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့နှလုံးသားကိုအရင်ပြင်ရပါလိမ့်မယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဒါကြောင့်ကျမ်းစာထဲမှာယေဇကျေလအနာဂတ်ကျမ်းကိုဖတ်ကြည့်36မှာဘာပြောလဲဆိုဘုရားခင်ကတဲ့ကြောက်နှလုံးကိုဖယ်ပြီးမှအသားနှလုံးကိုပ
ပေးနိုင်တယ်တဲ့နော်ကျွန်တော်ရဲ့နှလုံးသားမာကျောတဲ့နှလုံးသားကိုဖယ်ပြီးမှအသားနှလုံးသားကိုပေးမယ်လို့ပြောတယ်ကျွန်တော်တို့နှလုံးသားပေါ်မှာပြည့်ညက်တွေကိုရေးထားပြီးငါလန်းကနေမလွဲစေရဘူးလို့ပြောတယ်တကယ်တမ်းကျတော့ပြုပြင်ခြင်းနဲ့နော်စိတ်ဆန္ဒရှိရင်နော်ကျွန်တော်ရဲ့ဘဝမှာလေဖယားသခင်ရှေ့မှာပြင်ခြင်းတဲ့နှလုံးသားရှိရင်လွယ်လွယ်လေးပါနော်လွယ်လွယ်လေးစာလန်ဆရာပြောတယ်လေကျွန်တော်ကိုတဲ့စင်ကြယ်တဲ့နှလုံးပေးပါတဲ့ဖြူစင်တဲ့နှလုံးပေးပါတဲ့သဘောသစ်ကိုတွင်းပေးပါတဲ့ကယ်တင်ခြင်းနဲ့ရှင်တဲ့ဝမ်းမြောက်ခြင်းပေးပါတဲ့နော် create in me a clean heart O Lord and renew a right spirit within me create in me a clean heart ကျွန်တော်နှလုံးသားထဲမှာအသစ်ပြုပြင်ဖို့တန်ရှင်းတဲ့နှလုံးသားဖြစ်ဖို့ဖယားနှစ်သက်တဲ့နှလုံးသားဖြစ်ဖို့ကျွန်တော်ကိုပြင်ပေးပါလို့ဒါဝိမင်းကြီးကစာလံကျမ်းထဲမှာသူရေးပြီးတော့မှဆုတောင်းထားတာတွေ့ရတယ်ဆိုတော့အဲ့ဒါကြောင့်ဘုရားသခင်ကလေဒါဝိကိုငါစိတ်နဲ့တွေ့တယ်လို့ပြောတာမရှိတဲ့ချစ်တော်ညီကိုမောင်နှမတွေဖယားစိတ်နဲ့တွေ့အောင်ပဲကြိုးစားနော်ဖယားစိတ်နဲ့တွေ့တဲ့လူဖြစ်ဖို့ပဲလိုတယ်ဖယားအပြစ်ကင်းတဲ့လုံးဝစင်းလုံးချောဖြစ်ဖို့တော့မဖြစ်နိုင်6ပြစ်ကင်းတဲလဲစင်ဖြစ်ဖို့တော့မဖြစ်နိုင်ဒါပေမဲ့ဖယားစိတ်နဲ့တွေ့တဲ့သူဖြစ်ဖို့တော့ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဝိမင်းကြီးက6ပြစ်ကင်းတဲလဲစင်မှာမဟုတ်တာဒါပေမဲ့သူကနောင်တစိတ်ရှိတယ်အမားကိုဝန်ခံတတ်တယ်ဖယားသဘောကိုနားလည်ပြီးတော့မှသူဖယားရှိတော်မောက်ကိုသူ့အသက်တာကိုသူပြင်ဆင်တတ်တဲ့နှလုံးသားရှိတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်ရဲ့နှလုံးသားကဖယားရှိမှနှစ်သက်ဖွယ်ဖြစ်ဖို့ဖယားသခင်ရဲ့သဘောနဲ့တစ်ထပ်တည်းဖြစ်ဖို့ကျွန်တော်ဆုတောင်းဖို့လိုပါတယ်အဲ့တော့ကျွန်တော်ပထမတစ်ချက်အနေနဲ့ဒီအရာလေးကိုပြောရင်းနဲ့ညီကုန်းချုပ်ခြင်းနဲ့နှစ်သက်ပါနော်ကိန်းကနန်းကတော့ပြောင်းသွားတာပါဒါပေမဲ့စိတ်ကမပြောင်းဘူးဆိုရင်တော့ဘာထူးမလဲအဟောင်းပဲပေါ့နော်ကိန်းကနန်းသာပြောင်းသွားတာကနန်းအစ်စ်သာဖြစ်သွားတာစိတ်နှလုံးအစ်စ်မဖြစ်နေအလကားပဲအဲ့တော့ကျွန်တော်ဘဝကိုဆက်လက်ပြီးတော့မှပဲ့ကင်ခြင်းနဲ့အကောင်းဆုံးခရီးကိုတွားခြင်းနဲ့အကောင်းဆုံးပန်းတိုင်ကိုရောက်ခြင်းနဲ့ဆိုရင်ကျွန်တော်နှလုံးသားကိုပြင်ရပါလိမ့်မယ်ကျွန်တော်မှအစမရှိတဲ့ညီကိုမောင်နှမအရောက်တိုင်းရဲ့အသက်တာနှလုံးသားကိုစစ်ဆေးဖို့လိုပါတယ်ကိုစစ်ဆေးဖို့လိုပါတယ်ဘသူကမှလာပြီးမပြောခင်ဘသူကမှလာပြီးကိုလာပြီးတော့နင်မားနေတယ်နင်ဒါလောက်တာမဟုတ်သေးဘူးနော်နင်ဒါပြင်ရမယ်နော်လို့မပြောခင်ကိုအရင်အာမနာတမ်းစစ်ဆေးဖို့လိုပါတယ်ကောင်းစားခြင်းရင်ပြောတာပါကိုယ့်အသက်တာမှာဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝတဲ့အနာဂတ်ကိုပုံဖော်ခြင်းရင်ကိုအာမနာရန်စစ်ဆေးဖို့လိုပါတယ်။ဘာမှားနေတာလဲ။မာနတွေကြီးနေတာလား။ယုံတဲ့စိတ်မရှိတာလား။နာခံမှုမရှိတာလား။စန့်ကျင်ဘက်ပြုတ်နေတာလား။အဲ့ဒါကိုစစ်ဆေးပြီးမှကျွန်တော်ရဲ့အသက်တာကိုဆက်သွားဖို့လိုတယ်လို့တိုက်တွန်းပါတယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။